မိတ်ဆွေကဒီဗီဒီယိုဖိုင်ကိုကြည့်နေပြီဆိုတာနဲ့မြေကွက်တွေပိုင်ဆိုင်ဖို့အတွက်အခွင့်အလမ်းတွေရရှိမှာပဲဖြစ်ပါတယ်မြေကွက်ရောင်းလေးနဲ့မိတ်ဆက်ပေးမယ်เนาะဒါကတော့ရဲမွန်တောင်ရက်ကွက်ကျွန်တော်ဒီလမ်းကြီးက42လမ်းမှာဒီလမ်းက42လမ်းဖြစ်ပြီးတော့ဒီဘက်ကလမ်းကကျွန်တော်တို့59လမ်းမှာ59လမ်းနဲ့42လမ်းအတင်လမ်းနဲ့ဖက်ရတောင်ကွက်အကျယ်ဝန်းရတော့မျက်နှာဖွင့်80အနောက်က80ပတ်လည်းရှိပါမယ်ဒီအုတ်တိုင်းခတ်ထားတဲ့ဝင်းလေးပါအနောက်လက်တောင်လက်တောင်ကွက်ရမယ်ဗောနော်ဂေယံတက်တန်းအစ်စ်နဲ့ရပါမယ်ဂေယံတက်တန်းအစ်စ်ကိုဂေယံတက်တန်းကတိုးနေတယ်ဗောနော်ဂေယံတက်တန်းအစ်စ်နဲ့ရရှိမှာပဲဖြစ်ပါတယ်အနောက်လက်တောင်လက်လမ်းနှစ်ဖက်ရတောင်ကွက်ပါအုတ်တိုင်းလေးခတ်ထားတဲ့အကွက်လေးဖြစ်ပါတယ်ဒီလမ်းကတော့ကျွန်တော်42လမ်းဖြစ်ပြီးတော့ကျွန်တော်ဟိုဘက်ကကားလေးထွက်လာတဲ့လမ်းကဒါ59လမ်းမှာ59လမ်းနဲ့42လမ်းအတင်လမ်းနှစ်ဖက်ရတောင်ကွက်အုတ်တိုင်းပတ်လေလေးခတ်ထားပါတယ်ရောင်းချပေးမဲ့ဈေးနှုန်းကတော့7,900ကျော်နဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်။ဟောထဲမှာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးရှိပါတယ်။မန္တလေးမြို့အင်ချံမြေရောင်းကျင်သူများပိုင်ရှင်ကိုယ်တိုင်အယောင်အနှံဆက်သွယ်နိုင်ပါတယ်။မြေကွက်တွေစိတ်ဝင်စားလို့ကြီးစုရှင်နေဆိုရင်လည်းဖုန်းလေးကြိုးဆက်ပေးဖို့မြတ်တာရက်ခံပါတယ်ခင်ဗျာ။